ဖေဖေအဖွားမကြခင်ရောက်တော့မှလားအဖွားအိမ်ပြန်လာပြီလို့ကြိုးဆိုတဲ့စကားပြောမယ်လေသမီးလေးဆီယမန်ကအဖွားကိုကြိုးဆိုဖို့စောင့်နေခဲ့ပါတယ်ဒါပေမဲ့ဖေဖေကရုတ်တရက်တားလိုက်တယ်ဆီယမန်အဲ့ဒီလိုပြောတာမမှန်ဘူးဘာလို့လဲဖေဖေအဖွားကိုကျမတို့အိမ်ကိုကြိုးဆိုပါတယ်လို့မပြောရဘူးအဖွားအိမ်ပြန်လာပြီလို့ပြောရမယ်ဆီယမန်ကနားမလည်သေးပဲမေးလိုက်ပါတယ်ဒါပေမဲ့အဖွားကကြည်လက်မှနေတာမဟုတ်ဘူးလားဘာလို့ဒီအိမ်ကအဖွားအိမ်ဖြစ်ရတာလဲအဲ့ဒီခါဖေဖေကသမီးလေးကိုရှင်းပြလိုက်ပါတယ်ဘာလို့လဲဆိုတော့ဒီအိမ်မှာအဖွားရဲ့သားနဲ့မြေးတွေနေကြလို့ပဲဖေဖေငယ်ငယ်တုန်းကအဖွားကဖေဖေကိုကျွေးမွေးပြုစုခဲ့တဲ့အဝတ်စားတွေဝယ်ပေးပြီးကြီးပြင်းလာအောင်စောင့်ရှောက်ခဲ့တယ်အဖွားကဖေဖေကိုပြုစုပြောထောင်ခဲ့လို့ဖေဖေမှာဒီအိမ်ရှိလာတာပဲဒါကြောင့်ဒီအိမ်ဟာငါတို့အိမ်တစ်ခုတည်းမဟုတ်ဘူးအဖွားအတွက်လည်းအချိန်မီပြန်လာနိုင်တဲ့အိမ်တစ်အိမ်ပဲဆီယမန်ကလည်းအံ့ဩစွာနဲ့မေးလိုက်ပါတယ်ဒါဆိုအဖွားကဧည့်သည်မဟုတ်ဘူးပေါ့ဟုတ်တာပေါ့ဧည့်သည်တွေကလာလေကြတာမိသားစုကတော့ကိုယ့်အိမ်ကိုပြန်လာကြတာအိမ်ပြန်ရောက်ရင်စိတ်အေးလက်အေးနေုံပဲအဲ့ဒီအချိန်မှာအိမ်ရှိကနေအတန်ထွက်လာပါတယ်မေမေရောက်နေပြီလားဘာလို့တကားမခောက်တာလဲအခုလေးတင်ရောက်တာပါဖက်နှက်မှာဖုံတွေရှိနေလို့အပြင်မှာပဲချွတ်ထားရမလားမေမေကျန်းပြင်ကညစ်ပတ်သွားရင်တုတ်လိုက်ရုံပဲလေအပြင်မှာဘာလို့ရက်နေမှာလဲအဲ့ဒီအချိန်မှာကစားရောင်မန်ကအဖွားစီကိုပြေးသွားပြီးအဖွားအိမ်ပြန်လာတာကြိုးဆိုပါတယ်လို့ပြောလိုက်ပါတယ်အဖွားကတော့အံ့ဩသွားပြီးဆီယောင်မန်ဘာလို့အဲ့ဒီလိုပြောတာလဲလို့မေးလိုက်ပါတယ်ဆီယောင်မန်ကပြုံးပြီးပြန်ဖြေလိုက်ပါတယ်မေမေပြောတာဒီအိမ်ကငါတို့အိမ်တစ်ခုတည်းမဟုတ်ဘူးတဲ့အဖွားရဲ့အိမ်လည်းဖြစ်တယ်တဲ့အဖွားကဧည့်သည်မဟုတ်ဘူးအိမ်ပြန်လာတာတဲ့အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါအဖွားရဲ့မျက်နှာမှာနှွေးထွေးတဲ့အပြုံးတစ်ခုပေါ်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မိသားစုကအဖွားအတွက်လက်ဆောင်တစ်ခုထုတ်ပေးလိုက်ပါတယ်မေမေဒါကမေမေအတွက်ပါအရွယ်စားကချင်းစီကိုမေးပြီးဝယ်ထားတာဝစ်ကြည့်ပါဦးအဖွားကတော့အားနာပြီးငါကဒီမှာရက်အနေငယ်ပဲနေမှာပါဘာလို့ပစ္စည်းတွေဝယ်ပေးနေတာလဲလို့ပြောလိုက်ပါတယ်ဒါပေမဲ့မိသားစုကတော့တရက်နေတစ်နှစ်နေမေမေလိုအပ်တာတွေအားလုံးရှိရမယ်လို့ပြန်ပြောခဲ့ပါတယ်ပြီးတော့အိမ်တော့တစ်ချောင်းကိုအဖွားရဲ့လက်ထဲထည့်ပေးလိုက်ပါတယ်ဒါကအိမ်တော့ပါနောက်တစ်ခါအိမ်ပြန်လာရင်ကြိုပြီးဖုံးဆက်เสียရမလိုဘူးတကားရှိမှလည်းစောင့်နေเสียရမလိုဘူးအဖွားကတော့အံ့အားသင့်သွားပါတယ်မဟုတ်ဘူးဒီတော့ကိုငါမယူနိုင်ဘူးဒါကမင်းတို့မိသားစုရဲ့အိမ်လေးအဲ့ဒီအခါနင်းကနူးညံ့စွာပြောလိုက်ပါတယ်မေမေကအမြဲတမ်းငါတို့ကမိသားစုပဲလို့ပြောတယ်မဟုတ်လားချင်းစီကမေမေရဲ့တားခါရုံမှန်ကမေမေရဲ့ညီဒါဆိုဒီမိသားစုထဲမှာမေမေအတွက်နေရာမရှိဘူးလို့ဘယ်လိုပြောနိုင်မှာလဲဒီအိမ်မှာမေမေအတွက်နေရာရှိပါတယ်ချင်းစီရဲ့ဇနီးကလည်းအဖွားကိုအမြဲတမ်းမိသားစုဝင်တစ်ယောက်ဖြစ်ပဲသဘောထားခဲ့တာပါအရင်ကသူမရဲ့အပြုတ်မှုတွေကြောင့်အဖွားဟာသူမကိုအကူအညီတောင်းဖို့လာတဲ့သူတစ်ယောက်လိုခံစားခဲ့ရပေမဲ့အခုတော့အရာအလုံးပြောင်းလဲသွားခဲ့ပါပြီမေမိသားစုဆိုတာတစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်ကြတာပါဒုက္ခပေးတာမဟုတ်ပါဘူးအဖွားမေမေကအဖွားအကြိုက်ဆုံးစပစ်သီးတွေဝယ်လာပေးတယ်ထိုင်ပါဦးအဲ့ဒီအချိန်မှာအဖွားကမေးလိုက်ပါတယ်နိုင်ရင်မေမေကမင်းကိုဘာတစ်ခုမှမပေးနိုင်ပါဘူးဒါပေမဲ့မင်းကဘာလို့မေမေပေါ်ဒီလောက်ကောင်းနေရတာလဲနေရင်ကပြုံးပြီးပြန်ဖြေလိုက်ပါတယ်မေမေကချင်းစီကိုဒီလောက်ကောင်းကောင်းပြုစုပြောထောင်ပေးခဲ့တာပဲဒါဟာကျမအတွက်အကောင်းဆုံးလက်ဆောင်ပါကျမချင်းစီနဲ့လက်ထက်တာကသူနဲ့တူနေဖို့တင်မဟုတ်ပါဘူးသူ့ဘဝမှာအရေးကြီးတဲ့သူတွေကိုလည်းကျမရဲ့နှလုံးသားထဲမှာနေရာပေးဖို့ပါအဖွားရဲ့မျက်လုံးတွေမှာမျက်ရည်တွေဝဲလာခဲ့ပါတယ်နိုင်ရင်ကျေးဇူးတင်ပါတယ်ဘာအတွက်လဲမေနောက်တစ်ချိန်မှာမေဘက်ကမိသားစုဝင်တွေဒီအိမ်ကိုလာရင်လည်းဧည့်သည်လို့မဆက်ဆံပါနဲ့မဆက်ဆံပါဘူးမေမိဘတွေကလည်းကျမတို့ရဲ့မိဘတွေပါပဲဒီလိုနဲ့အဖွားဟာသူ့ရဲ့သားအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်ဒါပေမဲ့အဖွားကတော့အခုထိအားနာနေသေးပါငါဒီကိုလာတာမင်းတို့ကိုဒုက္ခပေးမှဆိုးတယ်နင်းကတော့ချက်ချင်းပဲပြန်ပြောလိုက်ပါတယ်မေပြန်လာတာကဒုက္ခပေးဖို့မဟုတ်ပါဘူးဒီမိသားစုကိုပိုပြီးပြည့်စုံစေဖို့ပြန်လာတာပါမေအတွက်အခန်းတစ်ခန်းပြင်ဆင်ထားပါတယ်ဒါကဧည့်သည်ခန်းမဟုတ်ဘူးမေခန်းမှာအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါအဖွားရဲ့မျက်ရည်တွေဟာမထိန်နိုင်တော့ပဲကျလာခဲ့ပါတယ်ငါတဘဝလုံးနေခဲ့ပြီးပြီငါသားရဲ့အိမ်မှာငါအတွက်လည်းနေရာရှိတယ်လို့တယောက်ကပြောပေးတာအခုမှပထမဆုံးကြားဖူးတာပဲ